လူတယောက်ပျက်စီးနေရင်ဘလို့ပြန်ပြီးပြုပြင်ရမလဲတဲ့ခေါင်းစဉ်ကဘုံဟိုဒီနေ့ကလူတယောက်ပျက်စီးချိန်တန်လာရင်ဘာတွေဖြစ်တတ်တယ်လဲဆိုတဲ့တရားကိုဟောကြားတော့အဲ့ဒီလိုပျက်စီးနေရင်ဘလို့ပြုပြင်ရမလဲဗျာလို့လျှောက်လာကြတယ်အမှန်ပေါ့အနာရှိရင်ဆေးရှိရမှာပဲအပြည့်ရှိရင်အကောင်းလည်းရှိရမှာပဲเนาะဒါကြောင့်လူတယောက်ပျက်စီးနေရင်ပြန်ပြီးပြုပြင်ဖို့အတွက်တရားလေးကိုထပ်ပြီးတော့ဟောပေးလိုက်ပါတယ်เนาะအဲ့ဒါဒီကတော့နံပါတ်1 admit the mistake အမှားကိုအမှားလို့မြင်ရမယ်တဲ့လူကောင်းတယောက်ပြန်လဲဖြစ်ဖို့ဆိုရင်ဒီအချက်ကပထမဆုံးလိုက်နာရမယ်အချက်ပဲကိုမှားနေရင်မှားမှန်းသိရမယ်ဟာငါလုပ်နေတာကြီးကအမှားကြီးပဲငါဆက်မလုပ်သင့်ဘူးဆိုပြီးရက်တန့်ရမယ်လူကောင်းသူကောင်းဆိုတာအမှားကိုအမှားမှန်းသိပြီးပြင်မှတချို့ကပြင်မယ်လို့သာပြောတာအမှားကိုခုထိလက်ကင်ထားတော့မယ်ဝီရစီဝါတွေသုံးတာမကောင်းဘူးဆိုတာသိတယ်ဒါပေမဲ့လက်မလွတ်နိုင်ဘူးဆက်မိုက်နေတယ်ဒါဆိုရင်ပြင်ဖို့မလွယ်ဘူးနော်နံပါတ်1 right view တဲ့မှန်ကန်တဲ့အမြင်ရှိအောင်ပြန်လုပ်ပါတဲ့လူတယောက်ပျက်စီးရတယ်ဆိုတာမှန်ကန်တဲ့အမြင်တွေပျောက်ဆုံးကုန်လို့ဖြစ်ရတာပါမှန်ကန်တဲ့အမြင်သာရှိရင်ပျက်စီးစရာမလိုဒါကြောင့်ဘယ်ဟာမှဘယ်ဟာမှန်လဲဆိုတာကိုသိအောင်လုပ်ဆောင်ပါအကျိုးကြောင့်ဆက်နွယ်မှုတွေကိုပြန်လေ့လာပါမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတာကိုပြန်ပြီးလက်ခံရမယ်ဒါမှသာလေဘောဟာပြန်လဲတဲ့မဲ့လာမှာဖြစ်ပါတယ်နော်နံပါတ်3 change the environment ဘဝန်းကျင်ကိုပြောင်းလဲပြပါတဲ့လူကောင်းတယောက်ပြန်လဲဖြစ်ဖို့ဆိုရင်ဘဝန်းကျင်ကလည်းသိအရေးကြီးတယ်ဘဝန်းကျင်ဇိုးမှာရှိနေဘဝန်းကျင်ကောင်းကိုပြောင်းပြီးနေထိုင်ပါလူကောင်းတွေနဲ့ပြန်လဲပေါင်းသင်းပါအစိတ်တောက်ဖြစ်စေမဲ့ဘဝန်းကျင်ကိုစွန့်ခွာပစ်ပါပြီးရင်ကျမ်းမာရေးတွေကိုဂရုစိုက်ပါမိတ်ဆွေကောင်းတွေရဲ့အကူအညီနဲ့တရားဓမ္မတွေကိုရှာဖွေပါစိတ်ကိုအေးချမ်းစေမဲ့တရားလေးတွေကိုပေးနိုင်မဲ့ဘဝန်းကျင်မှာနေပါဒါဆိုရင်ပြန်ပြီးစိတ်တွေတည်ငြိမ်လာနိုင်တယ်နော်နံပါတ်4 restore hearing and audible တဲ့အဆက်ကြောက်တရားတွေကိုယ်တဏ္ဍာမှာပြန်လဲမွေးမိပါတဲ့လူကောင်းတယောက်ဖြစ်ဖို့ဆိုရင်အရာရာရဲတင်းနေလို့မရပါဘူးရှက်တဲ့ရှက်ထိုက်တဲ့နေရာမှာရှက်ရမယ်ကြောက်တဲ့ကြောက်ထိုက်တဲ့နေရာမှာကြောက်ရမယ်ဘယ်သူမှဂရုမစိုက်ဘူးဆိုပြီးလုပ်လို့မရပါဘူးအရှက်ကြောက်မဲ့တဲ့သူဟာမလုပ်ရဲတဲ့အလုပ်ဆိုတာမရှိဘူးဒါကြောင့်ပြန်လဲတိုးတက်ခြင်းရင်တချို့နေရာတွေမှာအရှက်ကြောက်တရားလေးတွေပြန်ပြီးတော့ထိမ့်သိမ့်ပါလှုပ်သိမ့်မလှုပ်သိမ့်စဉ်းစားပြီးကိုယ့်ကိုယ်ပြန်လဲတဲ့မှတ်ပါနော်နံပါတ်5 practice mindfulness တတိရှိစွာပြန်လဲနေထိုင်ပါတဲ့လူကောင်းသူကောင်းတရားဖြစ်ဖို့ဆိုရင်တတိတရားကိုလက်ကင်ထားရမယ်အရင်လိုမိမိရော့မနေရတော့ဘူးသွားတတိစားတတိလာတတိစသဖြင့်အရာရာမှာတတိလေးနဲ့နေထိုင်ပါတတိရှိတဲ့သူဟာတိုးတက်မှုတွေရှိလာမယ်ကားတော်မှာဗရိတ်ပေါက်နေတဲ့ကားကတိုက်မိတိုက်ရတိုက်မိမှာပဲဒီတိုင်းပဲလူဟာလည်းတတိတွေမေ့လာရင်မဟုတ်တာတွေလုပ်ပြီးပျက်စီးနိုင်တယ်ဒါကြောင့်ဘာကိုပဲလုပ်လို့တတိလေးကပ်ပြီးလုပ်ပါနော်နံပါတ်6 start small good deeds တဲ့ကောင်းမှုလေးတွေစပြီးလှုပ်ဆောင်ပါတဲ့မိမိဘဝပြန်လဲကောင်းမွန်ဖို့ဆိုရင်ကောင်းမှုတသေးလေးတွေကနေစပြီးလှုပ်ဆောင်ရမယ်။ရားသွားကြောင်းတက်ပြန်လုပ်ပါ။မိဘဆရာတွေကိုပြန်လဲရှ िख ိုးကြော့ပါ။မေတ္တာစိတ်လေးထားပြီးနေပါ။သူတော်ဘောမနာလိုခြင်းဝန်တိုခြင်းစိတ်တွေကိုလျှော့ပါ။ဒီချက်တွေပြီးရင်ကုသိုလ်ကြီးကြီးမားမားတွေကိုနိုင်တဲ့ရပြုလို့ရမယ်။အလူတန်းတွေမှာပါဝင်ပါတရားဓမ္မပွဲတွေမှာဝိုင်းဝန်းပြီးတော့ကုသိုလ်ယူပါဒါဆိုရင်စိတ်လဲလုံခြုံရတယ်လို့ကိုယ်လဲလုံခြုံရပါတယ်နော်နံပါတ်9 don't fight the best အတိတ်ကိုပြန်တွေးပြီးမပူပါနဲ့တဲ့ညာသောအပြင်ပျက်စီးတဲ့သူတော်တော်များကိုကြည့်လိုက်ရင်အတိတ်ရဲ့အရေးမဲထဲမှာပိတ်မိနေတဲ့သူကများတယ်
ယခုလက်ရှိဘာလုပ်ရမလဲဆိုတာကိုသိပြီးမတွေးကြဘူးအတိတ်ကမကောင်းခဲ့တာတွေကိုတွေးပြီးပူပန်နေတတ်တယ်ငါလုပ်ခဲ့တာတွေမှားပြီငါပြင်လို့မရတော့ဘူးဆိုပြီးတော့အပြေမဲ့ဒီတိုင်းဇွတ်တိုးမိုက်တတ်ကြတယ်အဲ့ဒီလိုမိုက်နေမဲ့အစားအတိတ်ကိုတက်နိုင်သွေးမိတ်ပစ်အခုငါကောင်းတာတွေလုပ်မယ်ဆိုပြီးတော့တွေးရမယ်လက်တွေလည်းကောင်းတာလေးတွေကိုပြန်ပြီးတော့လုပ်ကြည့်ရမယ်ဒါဆိုရင်ပြန်ပြီးကောင်းလာနိုင်ပါတယ်နော်နံပါတ်8 take refuge in nature ဆရာကောင်းကိုမိဝဲပါတဲ့လမ်းမနေတဲ့လူတယောက်ဟာကိုယ်တိုင်လမ်းမှန်ကိုပြန်ရှာဖို့ဆိုတာမဖြစ်နိုင်ဘူးမှားပြီးရင်မှားနေမှာပဲဒါကြောင့်လမ်းတွေမှားပြီးကြောက်တဲမကြခင်မှာဆရာကောင်းကိုမိဝဲစည်းကပ်ဖို့လိုအပ်တယ်လောကီဆရာပဲဖြစ်ဖြစ်ဘုံတော်ကြီးတပါးပါပဲဖြစ်ဖြစ်မိတ်ဆွေတူဦးကိုဖြစ်ဖြစ်ချင်းကပ်ပြီးတော့နီးနာနေတရားတွေယူပြီးဘဝကိုပြန်လဲတဲ့မှတ်ပါအမှန်ပဲဒီချက်ကအခုခေတ်လူငယ်လေးတွေလမ်းမားတဲ့ရှောက်နေကြတယ်မိဘလည်းမမြင်ဆရာသမားလည်းမမြင်ဘုရားတရားသံဃာပါမမြင်ဘူးဆိုတော့မိုက်တွဲနှက်ပြီးဒုက္ခရောက်နေတဲ့သူတွေရှိတယ်အချိန်ကြီးမကဲတင်နိုင်ရင်သေတာတော့မှမပြောက်မဲ့သေသွားရလိမ့်မယ်နော်နောက်ဆုံးပြောချင်တဲ့စကားလေးကပျက်စီးရင်းတွေကိုယ်မှဖြစ်နေပြီဆိုရင်ကိုတတိပေးပါဘဝပြတ်တာအသက်သေတာမှမဟုတ်တာငါလမ်းဆုံးသွားတာမှမဟုတ်သေးတာပဲဒီနေ့ပြင်ရင်ဒီနေ့ရနိုင်တယ်အခုပြင်ရင်အခုချက်ချင်းရနိုင်တယ်အဓိကကြတာကဘလောက်ပြင်ပေးကိုယ်တိုင်ပြင်ဖို့တော့လိုပါတယ်နော်